ကျွန်တော်တို့လူတွေမှာတယောက်ယောက်ကကိုယ်လက်ဆောင်ပစ္စည်းလေးပေးတာဒါမှမဟုတ်မုတ်လေးတစ်ခုကျွေးတာပဲဖြစ်အဲ့လာပေးတဲ့သူလားကျွေးတဲ့သူကိုခွင့်ရေးကြုံတဲ့ခါကြာလို့ရှင်ကိုကလည်းပြန်ပြီးတော့ပေးခြင်းကျွေးခြင်းနဲ့စိတ်ခံစားမှုတုံ့ပြန်ခြင်းနဲ့စေတနာဆိုတာဒါအလိုလိုဖြစ်တဲ့သဘာဝတရားတစ်ခုပဲအဲ့ဒီသဘောတရားကို reciprocity လို့ခေါ်တယ်ဒီသဘောတရားနားလည်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းဝင်မှာလည်းဒါလက်ပေါ်ကမ်းမဲ့ချင်းချင်းဒါအပြန်အလှန်အကူအညီတွေပေးကြမယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့ကောင်းမွန်တဲ့ဒီလုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးနိုင်တာဟောနော်စီးပွားရေးလုပ်ငန်းတွေမှာတော့ဒီ reciprocity ကိုတော်တော်လေးသုံးနှိမ့်ကြပြီဖြစ်တယ်အထူးသဖြင့်တော့ software company တွေပေါ့ software company တွေကကျွန်တော်တို့ free version 15 days trial version တွေပေးသုံးတယ်ဒီလိုပေးသုံးခြင်းအဖြစ်ကျွန်တော်တို့ user တွေဘက်ကလည်းသူတို့ကျေးဇူးတင်တဲ့စိတ်ဖြစ်တယ်အဲ့ဒါပြင်ဒီတက်ဖို့ကောင်းတာတော့သူတို့ရဲ့ဒီ software တွေနဲ့အသုံးပြုပုံနဲ့ကျွန်တော်ပို့ပြီးရင်းနှီးသွားတယ်အဲ့ဒီနေရာမှာသာပိုကောင်းတဲ့ software တစ်ခုကျွန်တော်တို့ free မပေးဘဲနဲ့ပိုတော့ကောင်းနေမယ်ဒါပေမဲ့အဲ့လိုပေါ့ free ပေးမသုံးတဲ့ software နဲ့ရှင်းလာပြီဆိုရှင်ကျွန်တော်တို့တော်တော်များအများစုရွေးချယ်ကြတက်ကြတာအဲ့ဒီ free ပေးသုံးတဲ့ software ကိုပဲကျွန်တော်တို့ကအကျွမ်းတဝင်ရှိပြီးသား software ကိုပဲရွေးချယ်ပြီးသွားကြတာများတယ်ဒါကြောင့်မလို့ချွတ်လုပ်ငန်းတွေစားတောက်ကောင်လုပ်ငန်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီအမီးလေးတွေကျွေးတာလက်ဆောင်ပစ္စည်းနမူနာလေးတွေပေးတာချို့ဆိုရင်လက်ဆောင်ပစ္စည်းလေးတွေဒီပွဲတော်ရာသီတွေမှာဆိုလို့ရှိရင်ပေးတတ်ကြတယ်ဒါ reciprocity သဘောတရားကိုအဓိကသုံးချတာပဲကျွန်တော်လည်းလိုပဲပေါ့နော်ဥပမာဆိုင်တစ်ဆိုင်အောင်သွားဝယ်တယ်ကိုဝယ်တဲ့ပစ္စည်းကသူ့ဆိုင်မှာပြတ်နေတယ်ဆိုင်ရှင်းကလည်းငါဆိုင်ရပစ္စည်းမဝယ်ငါဘာမှမလုပ်ပေးနိုင်ဘူးဆိုတော့အချိုးမျိုးချိုးလို့ရှိရင်သိကြကျွန်တော်အဲ့ဆိုင်နောက်တစ်ခါဘယ်တော့မှမသွားချင်တော့ဒါပေမဲ့ချို့ဆိုင်လေးဆိုကျွန်တော်ကြုံမှုတယ်ကိုသွားဝယ်တဲ့ပစ္စည်းတော့မရှိဘူးဒါပေမဲ့အဲ့ရှိနိုင်မဲ့ပစ္စည်းနေရာသူတို့ကလမ်းညွှန်ပေးတယ်အဲ့ဒါအပြင်တချို့ကြတော့လည်းဗာလဲဆိုတော့ဒီကိုကြုံနေရတဲ့အခက်အခဲကိုဘယ်လိုဖြေရှင်းလို့ရမလဲဆိုတဲ့နည်းလမ်းလေးတွေပေးတယ်ဒါကြောင့်မလို့အခုနောက်ပိုင်းဆိုတွေ့နိုင်တယ် online မှာတချို့စီးပွားရေးလုပ်ငန်းတွေဆိုလို့ရှိရင်ဒီသူတို့ကဒီ target audience ပေါ့နော်သူတို့ဒီပြတ်မှတ်ထားတဲ့ဖောက်တယ်တွေကြုံနေရတဲ့အခက်အခဲတွေကိုဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာကိုသူတို့ educate လုပ်တယ်ပညာတွေပေးတာအများအားဒီဘ ഹു တုဒတွေကိုအများအားပေးတာပေါ့ဆိုတော့ဒီဟာကိုအများအားကြားနေမြင်နေရတဲ့အခါမှာဒီဘ ഹു တုဒတွေကိုအများအားရနေတဲ့အခါမှာဒီ target audience တွေဒီဘာဖြစ်လဲဆိုဒီ company တွေပေါ်သူတို့ကကျေးဇူးတင်သိဖြစ်တယ်ဒါကြောင့်မလို့အခွင့်အရေးကြုံလာလို့ဒီ product တွေကိုဝယ်ရမယ်ဆိုလို့ရှိရင်ဒီ company တွေစီကပဲသူတို့အများဆုံးဝယ်ပေးကြဒါ reciprocity နီလန်ကိုဒါထိထိမိမိသုံးချတဲ့နီလန်တွေပဲဖြစ်တယ်